Hello အားလုံးမင်္ဂလာပါ Deliver ဘက်ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ဒီဘောက်ကစားသမားအသစ်ဖြစ်လာပြီဖြစ်တဲ့မီလာကာကစ်ပေါ့နော်ကျွန်တော်မနေ့ကတည်းကပြောတယ်ကျွန်တော်စစ်စစ်ဖို့လာပြီအခုချိန်မှာဆိုလို့ရှိရင်စစ်တာကပြီးတဲ့လောက်ချိန်နေလောက်ထိကိုပြီးမြောက်နေပြီပေါ့နော်ကျွန်တော်တို့မနေ့ကတည်းကကျွန်တော်စစ်ထောင်မိသားစုလိုက်ကိုလာတယ်အခုစစ်တာကပြီးတဲ့လောက်ချိန်နေဖြစ်သွားပြီတိတ်မကြခင်မှာပဲဒီနေ့မှာကြီးညာမယ်ဆိုပြီးတော့ကျွန်တော်သိထားရပါတော့လေဘောက်ကစားသမားအသစ်ဖြစ်အဲ့တော့ကျွန်တော်ပြန်ကောက်ကြည့်ရအောင်ကျွန်တော်မီလောက်ကကစ်ဆိုတာကဟန်ဂရီတင်းရဲ့ကစားသမားမနစ်ကဘုံမော်တင်ကစားခဲ့တယ်ဘယ်နောက်ခံကစားသမားပြီးတော့ကျရှင်အခုပြောင်းရွှေ့ကြီးဆိုလို့ရှိရင်တန်း40ပဲကြာရပေါ့နော်ပြီး9နှစ်ဆိုတော့ချုပ်မယ်2030အထိပေါ့နော်ဒီကစားသမားကတော်တော်လေးကောင်းတဲ့ကစားသမားလို့ကျွန်တော်ပြောလို့ရတယ်နောက်ကျွန်တော်ဒီအခု LB တွေပေါ့နော်ဒီနောက်ပိုင်းနှစ်ဒီမှာ LB တွေထဲမှာဆိုလို့ရှိရင်အကောင်းဆုံးကစားသမားတွေကတက်ရောက်လို့ကျွန်တော်တို့ပြောလို့ရတဲ့ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဒီကစားသမားကိုကျွန်တော်တို့လီဗာပူးကရလိုက်ခြင်းဟာတော်တော်လေးကိုအပေါင်းလက္ခဏာဆောင်တယ်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်အခုဒီကစားသမားကိုဒီအပြောင်းရွှေ့ရာသီမှာခေါ်တဲ့အသင်းတွေကအများကြီးပဲပေါ့နော်Manchester United တို့လည်းကန်လန်တာရှိတယ်ကျွန်တော်တို့ကြားတော့ဆို Man City တို့လည်းကန်လန်တယ်ဒါပေမဲ့ကစားသမားကလီဗာပူးမှာလီဗာပူးဖြစ်ပြီးတော့လီဗာပူးကိုပြောင်းရွှေ့လာတယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဟိုလီဗာပူးစိတ်တဲ့ရှိတဲ့ကစားသမားဒီလိုကစ်ကာလာကြီးမှာတော့အဲ့လိုမျိုးကစားသမားနည်းတော့ရှားရပေါ့နော်ဒါပေမဲ့လီဗာပူးမှာလီဗာပူးဆိုပြီးရွေးချယ်လိုက်တဲ့ကစားသမားဖြစ်တဲ့အတွက်ကျွန်တော်တို့ပို့ပြီးတော့ welcome လုပ်တယ်ပြီးတော့ဟိုအသင်းမှာလည်းအမြန်အခြေကျပြီးတော့အောင်မြင်မှုတွေလည်းရမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့တော့ဟိုဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အသင်းမှာဆိုလည်းဘာမှအံဝင်နိုင်ကြမရှိဘူးဗျာအဲ့လိုဆိုလို့ကျွန်တော်တို့ Hungary သင်းနဲ့အတူတူကျွန်တော်တို့ရဲ့ Sobo Style လည်းရှိတယ်သူတို့ captain ပေါ့နော် Sobo Style လည်းရှိတာဖြစ်တဲ့အတွက်အများကြီးထောက်ကူဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့မီလကာကစ်ဆိုတာကပြီးတော့ရှင်တော့ကျွန်တော်ကြိုက်တာသူ aggressive တာဖြစ်တယ်ဗျာဒီ aggressive ဆန်ဆိုအရင်တော့ကျွန်တော်တို့ Robertson ကိုကျွန်တော်တို့ Robertson အငယ်တော့ပုံပြန်မြင်ရတယ်လို့ပဲကိုကျွန်တော်တို့သဘောကျရပေါ့နော် aggressive ဆန်တယ်ပြီးရင် area box တွေကိုပို့ပြီးတဲ့ဘောလုံးပိတ်ပို့မှုတွေလည်းတော်တော်လေးတိကျရှိတယ်ပြီးရင် dual tracker လည်းတော်တော်လေးကောင်းတယ်အရန်ဟိုပြည့်စုံတယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အခုလူငယ်အသက်က22နှစ်ပဲရှိသေးတယ်ပေါ့နော်တော်လေးကောင်းတယ်ဒါပေမဲ့အဲ့ဒါဘုံမောက်တင်းမှာဟိုကန်ခဲ့တာတော့တော်တော်လေးကောင်းခဲ့တယ်ပြီးတော့ကျလို့ရှိရင်ကျွန်တော်တို့ကအင်္ဂလန်လိမှာလည်းဖြစ်တယ်ဗျာအမ်ဝင်နိုင်ကြမရှိဘူးကျွန်တော်ဆိုရင်ကြမရှိဘူးဆိုတာသူကမနစ်ကလည်းအင်္ဂလန်လိမှာပဲဆော့ခဲ့တာပရီးမီးယားလိမှာပဲဆော့ခဲ့တာဖြစ်တဲ့အတွက်အရင်ဆိုရင်ကြတော့မရှိဘူးပေါ့နော်တခြားလိရလာဆိုတော့တမျိုးပဲအခုကပရီးမီးယားလိမှာလည်းဆော့တယ်ပြီးတော့ဘုံမောက်တင်းနဲ့လည်းတော်တော်လေးချေဆွမ်းပြခဲ့တာဖြစ်တဲ့အတွက်လီဗာပူးနဲ့အမ်ဝင်နိုင်မယ်လို့ယုံကြည်ပါတယ်အဲ့တော့လီဗာပူးအင်ဂျီနဲ့ဂိုင်းတဲ့ဟာကိုမကြခင်တော့မြင်တွေ့ရတော့မယ်အသင်းဘက်ကလည်းတရားဝင်ကြေညာတော့မယ်ဆိုပြီးတော့ဒေးဗစ်အော်စတိန်တို့လည်းဖော်ပြနေရောနော်အဲ့တော့နောက်ရသည်မှာဘာလို့ဒီခြေစွမ်းပြနိုင်မလဲကျွန်တော်တို့အတူတူစောင့်ကြည့်ကြရအောင်ပေါ့နော်ကဲဒီဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကျေးဇူးများတင်ပါတယ်